đó synchronization method đó xả lúc là thì network của tôi đi đâu mà xả lúc không có gì vậy thì ra đi transmit lâu đấy mà phone đi biểu ra đấy anh này nó analog đi toa đấy digital đi toa đấy đó số hiện xả lúc không có gì vậy synchronize phía phụ xả lúc luôn đấy synchronize phía phụ luôn đấy mà xả lúc vậy thì computer này bây giờ xả lúc website của cụ toa đấy webpage của cụ toa ra đấy khám mà xả lúc HTTPS rồi đấy xả lúc Hypertext Transfer Protocol ပေါ့နော် S က secure ဖြစ်တာကိုပြောတာပေါ့နော် security ကောင်းတာကိုပြောတာအဲ့တော့အဲ့ protocol ကိုသုံးပြီးတော့ဆရာတော်ဟိုဘက်ကိုသွားတယ်အဲ့ဒါဆိုရင်အဲ့ဒီ server ကဘယ်နိုင်ငံမှာရှိတယ်ဆိုတော့ဆရာတော်မသိသိချင်မှလည်းသိမယ်တချို့ဟာသိချင်လည်းသိမယ်ပေါ့နော်ဆရာတော်ကတော့လက်ရှိမြန်မာနိုင်ငံမှာနေပြီးတော့မှဆရာတော်ကလမ်းပြီးတော့မှ access လုပ်တယ်အဲ့ဒါဆိုရင်ဆရာတော် synchronize ဖြစ်ဖို့လိုအပ်တယ် synchronize ဖြစ်ဖို့လိုအပ်တယ်ဆိုတာကဆရာတော်ဒီမှာရဲ့နာရီနဲ့သူတို့စီရဲ့နာရီနဲ့ဆရာတော်အချက်ချင်းဒီဘက်ကနေပြီးတော့enter ခေါက်လိုက်တာနဲ့ Google ဆို Google enter ခေါက်တယ်ဆရာတို့ဒီမှာ batch ဆို internet line ကောင်းချက်ချင်းကြတာအ synchronize ဖြစ်နေတယ်ဒီဘက်ကချက်ချင်းလိုအပ်တဲ့ချိန်မှာဟိုဘက်ချက်ချင်းချပေးနေတာဆရာတို့ကဘာဖြစ်လဲအချိန်နဲ့တပြေးညီဖြစ်တာပေါ့နော် synchronize ဖြစ်နေတယ်ဆိုတာအဲ့လိုမျိုးပေါ့အဲ့တော့တစ်ခါတည်းရမှာတော့ဒီလိုကြုံမှုချင်းလဲကြုံမှုပါလိမ့်မယ်တချို့လူတွေပေါ့နော်ဒီကိုယ်ကွန်ပျူတာရဲ့ date တိုင်းကတော်တော်ကြီးကိုမှားနေတယ်ဆိုရင်တော့အဲ့လို website တွေဝင်လို့မရဘူးကြုံဘူးလားကြုံဘူးလားမကြုံဘူးဆိုရင်ဆရာတို့စမ်းကြည့် BIOS ကိုဝင်ပြီးတော့ကိုယ့်ရဲ့ date and time ကိုယ့်ရဲ့ဆိုတာကွန်ပျူတာရဲ့ date and time ကို1990ပတ်ချတယ်တော့ချိန်လိုက်ပြီးလို့ရှိရင် internet ချိတ်ပြီးတော့မှ Google လို့ YouTube လို့တခုခုပေါ့နော် website တခုခုဝင်ကြည့်လိုက်အဲ website ကို access လုပ်လို့မရဘူး synchronization မဖြစ်လို့အချိန်လွဲနေတယ်အဲ့တော့ဘယ်လိုမျိုးစက်တွေမှာအဲ့လိုဖြစ်တယ်လဲဆိုတော့ BIOS battery CBOS battery ပေါ့နော် CBOS battery တွေအားနည်းနေတဲ့ချိန်ကြရင်ဆရာတို့ရဲ့ကွန်ပျူတာရဲ့ date and time တွေလွဲသွားတတ်တယ်ဒါဆိုလို့ရှိရင်ဒီကွန်ပျူတာကြီးကိုစထုတ်တဲ့ date ကြီး BIOS စပြီးတော့ထုတ်တဲ့ date ကြီးဝင်နေတတ်တယ်အဲ့ဒါမျိုးဆိုရင်ဆရာတို့ကနှစ်ပေါင်း30လောက်ခြားသွားပြီ30လောက်20လောက်ခြားသွားတယ်ဆိုရင်အဲ့ website တွေကိုဆရာတို့ access လုပ်လို့မရဘူးဆရာတို့ကွန်ပျူတာမှာ internet ရတယ် internet ရတယ်ဒါပေမဲ့ဆရာတို့ access လုပ်လို့မရဘူးအဲ synchronization မဖြစ်လို့ဟုတ်ပြီနော်အဲ့တော့တစ်ခါတစ်ခုမကြုံဘူးလေနောက်ပိုင်းကြုံဘူးရင်ဒါလေးကိုဆရာပြောခဲ့တာလေးကိုသတိရပြီဟုတ်ပြီနော်အဲ့တော့ synchronization method လေးကိုဆရာတို့ကြည့် synchronization refer to တဲ့ matching the timing at the transmitting site and the receiving site အဲ့တော့ဆရာတို့ကနောက်ဝက်တွေမှာသုံးတယ်ဆိုတော့တစ်ဖက်ကပို့တယ်တစ်ဖက်ကလက်ခံတယ်ဒါကတော့ထုံးစံပဲဟုတ်တယ်မလား transmitting site နဲ့ receiving site နဲ့မှာဆရာတို့က timing ကတ်အောင် match လုပ်ပေးတဲ့ဟာကိုဆရာတို့က synchronization လုပ်တယ်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ there are 3 typical kind of synchronization method အရှုံးဘယ်လိုအဲ့တော့ဆရာတို့လူသုံးများတယ်လို့ပြောလို့ရတာပေါ့နော်ဆရာတို့ဒီ synchronization method 3ခုကိုအောက်မှာပြောပြထားတယ်တဲ့ဟုတ်ပြီအဲ့တော့ဆရာတို့စကြည့်အောင်အဲ့တော့ပထမတစ်ခုကဆရာတို့ပါလဲဆို step stop synchronization method အဲ့တော့သူ့ကိုဘယ်လိုခေါ်သေးလဲဆိုတော့ bit synchronization method လို့လည်းခေါ်ပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့ a step bit အဲ့တော့အစဆုံး bit တစ် bit ပဲပေါ့နော် and stop bit 1 or 2 bit အဲ့တော့ stop bit ကတော့တစ် bit လည်းဖြစ်နိုင်တယ်လို့2 bit လည်းဖြစ်နိုင်တယ် step bit ကတော့1 bit ပဲ stop bit ကတော့တစ် bit လည်းဖြစ်နိုင်တယ်လို့2 bit လည်းဖြစ်နိုင်တယ်abandoned before and after the character data to recognize the separation of character အဲ့တော့ဒီ step stop synchronization ကဘယ်လိုလုပ်လဲဆိုတော့ဆရာတို့ကအစတစ် bit အဆုံးမှာတစ် bit သို့မဟုတ်2 bit character data တွေရဲ့ရှေ့မှာဆရာတို့က step bit တစ် bit ထည့်မယ် character data ရဲ့နောက်မှာ stop bit တစ် bit သို့မဟုတ်2 bit ထည့်ဘာလို့ပို့လဲဆိုတော့ to recognize the separation of data တွေကိုဆရာတို့ character တွေကိုဆရာတို့ကခြားပေးဖို့ရအဲ့တော့ဆရာတို့ဘယ်လိုပြောရမလဲဆိုတော့ဥပမာပေါ့နော်ဥပမာဒီဘက်ကဆရာတို့က sender ပေါ့နော်ပို့မယ်ဒီဘက်က receiver ရှိတယ်အဲ့တော့ sender ဘက်ကနေဆရာတို့က hello ပေါ့နော်ဥပမာပေါ့ hello ဆိုတဲ့စာလေးပို့လိုက်မယ်ဆိုရင် hello ဆရာတို့ကကွန်ပျူတာကြီးက hello ဆရာတို့က HTML လို့ရိုက်ပေးမယ်ကွန်ပျူတာက HTML ကိုသူနားမလဲသူနားလဲတာ01ပဲနားလဲတာလေဟုတ်လား01ပဲနားလဲတာအဲ့ဒါဆိုရင်ဆရာတို့က
ဒီ h အကြီးကိုသူနားလေတဲ့ဟာကိုဆရာတို့ကွန်ပျူတာထဲမှာပြောင်းသွားတာဘယ်လိုပြောင်းလဲ a အကြီးဆိုဆရာတို့ ASCII code ကိုဘယ်လောက်သတ်မှတ်လဲ a အသေးဆိုဘယ်လောက်သတ်မှတ်လဲသတ်မိလားသိလား a အကြီးဆိုရင်ရှေ့မှာဆရာတို့က data representation မှာဆရာတို့ဆွေးနွေးခဲ့ဘူးလေ chapter 1မှာ a အကြီးကိုဘယ်လောက်သတ်မှတ်လဲ ASCII code တွေပါတယ်ဆရာတို့ရှေ့မှာဆွေးနွေးခဲ့တယ်လေမှတ်မိလား ASCII ကဘယ်လောက် bit ရှိလဲ ASCII က Unicode တို့ ASCII တို့လေ8 bit ရှိပါတယ်ဟုတ်တယ် ASCII က8 bit ရှိတယ်ပုံမှန်7 bit ရဲ့ထပ်ပေါင်း1 bit ရဲ့8 bit ရှိတယ် parity bit 1 bit နဲ့8 bit ရှိတယ် good ဟုတ်နော်တကယ်သုံးတာ7 bit parity bit ထပ်ပေါင်း bit 1 bit နဲ့8 bit မှန်တယ်အဲ့တော့ a အကြီးဆိုရင်ဆရာတို့က65 a အသေးဆိုရင်97ဒါကလုံးဝမပြောင်းလဲဘူးเนาะ ASCII code မှာဟုတ်ပြီနော်အဲ့တော့ဘာကြောင့်အဲ့ဒါတွေဒီလိုသတ်မှတ်ထားရတာလဲဆရာရှင်းပါဆွေးနွေးခဲ့ဘူးလေဘယ်သူမှတ်မိလဲဘာကြောင့်ဒါတွေသတ်မှတ်ရတာလဲunit ဖြစ်အောင်လို့တစ်ခုနဲ့တစ်ခုကမတူတဲ့အတွက်ဟုတ်တယ်ကိုဆရာတို့တစ်ခေါက်ပြန်ပြောမယ်ဒီဘက်မှာ Apple computer ရှိတယ်ဒီဘက်မှာဆရာတို့ရဲ့ Intel ကထုတ်တဲ့အခုဆရာတို့ Microsoft ကထုတ်တဲ့ Intel computer တစ်လုံးရှိတယ်ပေါ့နော်Microsoft computer လို့ပဲထားလိုက်ပါတော့ဒီဘက်မှာတစ်ခုရှိတယ်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင် Apple က A အကြီးကိုသူ A အကြီးကိုသူ60လို့သတ်မှတ်မယ်ဥပမာသူစိတ်ကူးပေါက်လို့သူသတ်မှတ်မယ်ဒီဘက်ကကောင်ကလည်း A အကြီးကိုသူကြိုက်တယ်လို့သတ်မှတ်မယ်ဥပမာ80သတ်မှတ်မယ်ဒါဆိုရင်ဒီဘက်ကွန်ပျူတာတွေက data ကိုစနစ်နဲ့ copy ကူးပြီးဒီဘက်လာထည့်ရင်ဆရာတို့ကကြောကြောင်တွေပေါ်နေတော့ဘာကြောင့်လဲဆိုတော့သူက A အကြီးကို80လို့သတ်မှတ်တယ်သူ့မှာကျ60လို့သတ်မှတ်တယ်အဲဆိုရင်60ဒါဆိုနည်းနည်းခြားသွားတယ်80မထားတော့ဥပမာ A အကြီးကိုသူက62လောက်ထားလိုက်တယ်ဆိုပါစို့ Microsoft အဲဆိုရင်Microsoft ရဲ့ A အကြီးကို copy ကူးပြီးတော့ Apple ထဲလာထည့်ရင် Apple ထဲမှာဘယ်လောက်ပေါ်သွားမလဲ61 62ဆို B C အကြီးလာပေါ်သွားမှာဆရာပြောသဘောပေါက်လားဟုတ်ပါပါတယ်ရှင်ဟုတ်တယ်နော်အဲ့တော့ဆရာတို့စီမှာဖြစ်နေတဲ့ပြဿနာဆို Unicode နဲ့ Zogi နဲ့လို့ပဲ Zogi နဲ့ရေးထားတဲ့ဟာကို copy ကူးပြီးတော့ Unicode သုံးတဲ့လူကအဲ့ Facebook မှာတင်ထားတဲ့ဟာကိုဆရာတို့က Zogi နဲ့ရေးတင်တဲ့လူတယောက်ကနောက်သုံးတဲ့လူတယောက်က Unicode ပဲရှိတယ်အဲ့ဆိုကိုယ့်ကားတွေဆရာတို့ပါနေမှာပဲထိုနည်းတူဆိုတာအဲ့လိုဖြစ်နေတာအဲ့အတွက်ကြောင့်ဆရာတို့ကအားလုံးတပြေးညီလေးဖြစ်သွားအောင်ကွန်ပျူတာထုတ်လုပ်တဲ့ကုမ္ပဏီတွေစုပြီးတော့မှ ASCII ပေါ့ American Standard Code for Information Interchange ဆိုပြီးတော့မှဆရာတို့သတ်မှတ်ပေးလိုက်တယ် A အကြီးဆိုအားလုံးပဲ65လို့သတ်မှတ်ပေးပါဒါမှတစ်ခုနဲ့တစ်ခုနဲ့ဆရာတို့ကဒီလို network သုံးပြီးတော့ data တွေကို share တာဖြစ်ဖြစ် stick နဲ့ copy ကူးတာဖြစ်ဖြစ်တစ်ခုတည်းကကွန်ပျူတာတစ်ခုတည်းက data ကိုနောက်ကွန်ပျူတာတွေကိုထည့်တဲ့ချိန်မှာနားလည်မှာဖြစ်တယ် A သေးဆိုရင်တော့60သတ်မှတ်ပေးပါအဲ့လိုသတ်မှတ်တယ်အဲ့တော့အခုဆရာတို့ stat stock ကိုပြန်သွားမယ်ဆိုရင် H အကြီးကျတော့ဆရာတို့ဘယ်လောက်ဖြစ်သွားမလဲ A အကြီးက65 B အကြီးဆို66ပေါ့နော်အဲ့တော့ဘယ်လောက်ဖြစ်သွားမလဲခွန်ပေါင်းလိုက်ဟုတ်လားခွန်ပေါင်းလိုက်ဘယ်လောက်ဖြစ်သွားမလဲ72ဟုတ်လား83ပါ83လားကြာချင်တာ82လို့ထင်လို့ပြန်ကြည့်ပါဦးပြန်စဉ်းစားကြည့်အောင်ဟုတ်လား B အကြီးဆို66 C အကြီးဆို60ခွန်ဟုတ်92ပါရှင်92ဟုတ်ပြီနော်92အဲ့တော့92ဆိုသူကတိသွားမှာအဲ့ဆိုလို့ရှိရင် H အကြီးကို92လို့သူကတိသွားတယ်အဲ့ဆို82ကိုတခါဆရာတို့ကဘာအဲ့ decimal ကဏ္ဍကိုဆရာတို့ဘာပြန်ပြောင်းမလဲ binary ပြန်ပြောင်းလိုက်0တွေ1တွေဖြစ်သွားပြီဟုတ်လားဒါကဆရာတို့က H တစ်ခုပဲရှိသေးတာဟုတ်လားဒီဘက်ကနေ hello ကို receiver ဘက်ကိုပို့တယ်ဆိုရင် H ကို H အနေနဲ့ပို့လို့မရဘူးလေကွန်ပျူတာ0 1ပဲနားလဲတာကိုဆရာတို့ရဲ့ဒီ line ပေါ်ကိုပို့တာလဲ0တွေ1တွေတိုင်းပဲပို့မှာဟုတ်အဲ့ဒီခါကျတော့ H အကြီးကို82ပြောင်း82ကို binary ပြောင်းရလာတဲ့ကဏ္ဍတွေကိုဆရာတို့က receiver ဘက်ကိုပို့ရမှာဟုတ်လားဟုတ်ပြီနော်အဲ့တော့ E အသေးကဆရာတို့ဘယ်လောက်ရှိမလဲ A အသေးကဆရာတို့က60ခွန်ဟုတ်လား60ခွန်ကို4ပေါင်းလိုက်တော့ဆရာတို့ဘယ်လောက်ဖြစ်သွားမလဲ101ဟုတ်လားအဲ့ဆိုရင်1 E အသေးရဲ့တန်ဖိုးက101အဲ့ဒါဆိုရင်ဆရာတို့ဘယ်လောက်ဖြစ်သွားမလဲ
101ကို binary ပြောင်းအဲ့တော့ပြောချင်တာက h အကြီးအတွက်ဆရာတို့က binary ကဏ္ဍလေးတစ်ခုရှိမယ် e အတွက် e အသေးအတွက် binary ကဏ္ဍလေးတစ်ခုရှိမယ်ထိုနည်းတူဆိုတာ l အတွက်လည်းတစ်ခုရှိမယ်နောက်တစ် n အတွက်လည်းတစ်ခုရှိမယ်နောက်တစ် o အတွက်လည်းတစ်ခုရှိမယ်binary ဂရုလေးဆရာတို့ဘယ်နှဂရုရမလဲ5ခုရမယ်ဟုတ်လား ဟုတ်ကဲ့ပါ ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအတွဲကြီးလိုက်ကိုဆရာတို့ကဒီအတွဲကြီးလိုက်ဂျားထဲမှာဘာမှမထားဘူးဘာမှမချဘူးဘာမှမချဘဲနဲ့ဒီအတွဲကြီးလိုက်ဆရာတို့ကရော့စင်တာကနေ receiver ဘက်ကိုပို့လိုက်တယ် receiver ဘက်ကိုရောက်လာအတွဲကြီးလိုက်ရောက်ဒီ battery အတွဲကြီးလိုက်ငါးလုံးသုံးလုံးကိုပြောင်းထားတဲ့ battery အတွဲကြီးလိုက်ရောက်လာLB အဲ့ဒါဆိုရင် battery ဘက်ဒီ receiver ဘက်ကကွန်ပျူတာကဘယ်နှလုံးတစ်ဖြတ်ဖြတ်ပြီးတော့ဘာလာပြန်ရမှာလဲဒီ hello ပြန်ရဖို့ရအတွက်ဟုတ်လားနှလုံးတစ်ဖြတ်ဖြတ်ရမလားရှစ်လုံးတစ်ဖြတ်ဖြတ်ရမလားဒါမှမဟုတ်ရင်ကိုးလုံးတစ်ဖြတ်ဖြတ်ရမလားဘယ်နှလုံးတစ်ဖြတ်ဖြတ်ပြီးတော့ကနန်းဒီ HLN ကိုရအောင်ပြန်လုပ်ရမှာလဲအဲ့ဒီဟာမှာ error တက်မှာဆိုလို့ step stop ဆရာတို့က synchronization method ကိုသုံးတာဟုတ်လားအဲ့တော့ဒီမှာဆိုရင်ဆရာတို့ bit တွေရှိတယ်ဒီ bit တွေရဲ့ရှေ့မှာ step bit လေးဆရာတို့ထည့်လိုက် SB လို့ဆရာရေးလိုက်မယ်ပေါ့နော် step bit လေးထည့်လိုက်မယ်ဒီ character တစ်ခုပြီးသွားပြီဆိုရင်နောက်မှာ stop bit လေး stop လို့ရေးလိုက်မယ်ဟုတ်ဒါကြတော့ SB2 နေမှာဆို stop bit လေးထပ်ထည့်လိုက်ဒီဘက်မှာလည်းဒီနောက် character ကိုမှာလည်း step bit stop bit ဒီ character အတွက် binary မှာလည်း step bit stop bit ထည့်မယ်အဲ့လိုမျိုးထည့်လိုက်တဲ့အခါမှာ receiver computer က step bit ကိုတွေးလို့ရှိရင်ဒါ character တစ်လုံးစပြီ stop bit ကိုတွေးလို့ရှိရင်ဒီနေရာမှာတော့သုံးသွားပြီအဲ့ဒါအဲ့ step bit နဲ့ stop bit နဲ့ဂျားရဟာက character တစ်ခုသူနားလည်သွားတာသဘောပေါက်လားမသိနော်ဟုတ်ပါရဲ့ဆရာ Okay ဟုတ်ပြီသူကအဲ့လိုမျိုးသွားတာဗောနော်ဒါ synchronization step stop synchronization အဲ့လိုသွားတာဟုတ်နော်အဲ့တော့ဆရာတို့ဆက်ကြည့်မယ် since the timing of the transition တဲ့ dash dot mat အဲ့တော့ဒီဆရာတို့ timing ကအစကတည်းကသူကဒီ transmission လုပ်တဲ့အခါမှာမကိုက်ဘူးအဲ့တော့ဘယ်လိုပြောမလဲအားတော့ကအခြားစကားနဲ့အခြားစကားလုံးနဲ့ပြောမယ်ဆိုလို့ရှိရင် adjustment is made in unit of character အဲ့တော့ character ကို unit ကို character ထားပြီးတော့မှဆရာတို့ကညှိရတဲ့ဟာတွေတော့ဆရာတို့ကလုပ်ဖို့လိုအပ်တယ်တဲ့It is also called the asynchronous method အဲ့တော့အဲ့လိုမျိုး character တွေကိုညှိတာကိုဆရာတို့က asynchronous method လို့ခေါ်ပါတယ်တဲ့အဲ့တော့ step stop bit ကိုဆရာတို့ step stop synchronization method ကိုဆရာတို့ကဒီမှာသူကပုံလေးနဲ့ပြန်ပြီးတော့မှရှင်းပြတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဆရာတို့က010011 1လေးလုံးပေါ့နော် sorry 010011လေးလုံးရယ်အဲ့ဆိုဒီဟာလေးရဲ့ character တခုဒါဒီဘာ character ဖြစ်မယ်လို့ထင်လဲဒီမှာနောက်တစ်ခုရှိတယ်01010011ဒီ character လေးရရောဒီ A to Z ပေါ့နော်ဒါက character တစ်ခုဒါနောက်ထပ် character တစ်ခု character နှစ်ခုရှိတယ်ဒီ character လေးမှာလည်းဆရာတို့က transmission လုပ်မယ်ဆိုလို့ရှိရင်ရှေ့မှာ step bit ထည့်မယ်နောက်မှာ stop bit ထည့်မယ်ဒီ character ကို character နံပါတ်1ကိုပို့မယ်ဆိုလဲ step bit stop bit အဲ့ဒါမှ receiver ဘက်ကိုရောက်တဲ့ချိန်မှာ receiver က step bit နဲ့ stop bit နဲ့ကြားဟာ character data step bit နဲ့ stop bit နဲ့ကြားဟာ character data ဆိုပြီးတော့သိဟုတ်ပြီအဲ့တော့အခုဆရာမေးတာကဘာလဲဆိုတော့အဲ့ဆို step stop ကိုတော့အားလုံးနားလည်သွားလိမ့်မယ်လို့ဆရာထင်တယ်ဒီ8 bit လေးက A to Z small letter capital letter အဲ့တော့တခု26ဆို52လုံးနဲ့ကအကြီး26လုံးအသေး26လုံးဆိုတော့ပေါင်းလိုက်တော့52လုံးအဲ့52လုံးနဲ့ကဘယ်အခရာလေးဖြစ်မယ်လို့ထင်တယ်နံပါတ်1ကနံပါတ်2ကလည်းဘယ်အခရာလေးလဲဆိုတော့ဆရာကိုတွက်ပြီးလို့ရမှာဟုတ်ရပါ Okay အဲ့ဒါလေး try ကြည့်အောင်ဒါရှေ့မှာဆရာတို့သွားခဲ့တဲ့binary to decimal ပြန်ပြောင်းရမယ့်ကဏ္ဍတွေ revision ပြန်လိုက်တာပေါ့နော်တက်လက်စားတယ်
အရှိစကလုံးက O အကြီးပါ G ဟုတ်ပြီ Okay ဒုတိယ character ကဘာဖြစ်မလဲ S အကြီးပါ S အကြီး Okay ဟုတ်ပြီအဲ့တော့ဆရာလည်းအတူတူ twist လိုက်ကြည့်အောင်အဲ့တော့အားလုံး capital letter တွေကြီးဖြစ်နေတာဗောနော်ခုတော့ဟုတ်ပြီအဲ့တော့ဒီရှေ့က character ကိုဆရာတို့ကဒီ data ပေါ့ဒီ binary ကိုဆရာတို့က decimal ပြောင်းတော့ဘယ်လောက်ရလဲ 89ပါ 79ဟုတ်လား79ဆိုတော့65ကို14ပေါင်းဟုတ်တယ်90ပို့ဟုတ်တယ်နော်အဲ့ဆိုဒါ O အကြီးဟုတ်တယ်ဟုတ်လားတခြားလူတွေရော89ရရနော်ဟုတ်ရပါတယ် ဟုတ်ပါပါဟုတ်ပြီဂျာနော်အဲ့နောက်ကဒီ data တရားလေးကိုဒီ binary number ကိုဆရာတို့ decimal ပြောင်းတော့ဘယ်လောက်ရလဲ 83 83ဟုတ်လား83ဒါ S အကြီးလို့ပြောတယ် S အကြီးက18 S အကြီးက18ဆိုတော့ပေါင်းလိုက်ပြီနော်ဟုတ်တယ်83 Okay အဲ့ဒါ S အကြီးဟုတ်တယ်ဟုတ်ပြီနော်အဲ့တော့ဒါဆရာတို့ဒီ OS ပို့လိုက်တဲ့ဟာတွေက OS အဲ့ character လေးကိုဆရာတို့ပို့မယ်ဆိုရင်ဆရာတို့ကဒီလိုမျိုး character တစ်ခုချင်းစီရဲ့ပေါ့နော် base string လေးတွေရဲ့ရှေ့မှာ step bit လေးတွေ stop bit လေးတွေထည့်ပြီးတော့ over the back synchronize ဖြစ်အောင်ဒီဘက်ကပို့လိုက်တဲ့ဟာကိုဟိုဘက်ကနားလည်အောင်လုပ်တဲ့ဟာဆရာတို့ဒီပုံစံပေါ့နော် step stop synchronization method နော်ဟုတ်ပြီအဲ့တော့ဆရာတို့ဆက်ပြီးတော့မှကြည့်မယ်နောက်တစ်ခုကကျတော့ဆရာတို့ SYN synchronization method အဲ့တော့သူ့ကိုကြာဆရာတို့ကဘယ်လိုခေါ်လဲဆိုတော့ character synchronization method လို့ခေါ်တယ် SYN ကလည်းတကယ်တော့ synchronization ပါပဲအဲ့တော့ synchronization method ကိုဆရာတို့က character synchronization method character by character နဲ့သွားမှာအဲ့တော့ကြည့်အောင် तू ကဘယ်လိုလုပ်တာလဲဆိုတာအဲ့တော့ several တဲ့အဲ့တော့အများကြီးပေါ့နော် generally 2ပေါ့အဲ့တော့ရေပွေအဖြစ်တော့2ခုပေါ့နော် several synchronization character အဲ့တော့ synchronization character အများကြီးရေပွေအဖြစ်တော့2ခုကိုပြောတာပေါ့နော်အဲ့တော့ SYN code 03လုံး10110အဲ့ကောင်က R တဲ့ appended before a block တစ်ခုမတိုင်ခင်မှာသူ့အပန်းလုပ်လိုက်တယ်ဒီကောင်တစ်ခုအဲ့တော့ that is set of character data အဲ့တော့ဒီ block ဆိုတာကဆိုတော့ character data ကိုပို့လိုက်မဲ့ character data တွေအစုအဖွဲ့လိုက်ကြီးအဲ့ကောင်ကြီးရဲ့ရှေ့မှာဆရာတို့က SYN ကုတ်လေးတစ်ခုထည့်လိုက်တယ်ဒီကောင်လေး0301 0110ဆိုတဲ့ကုတ်လေးတစ်ခုအပန်းလုပ်လိုက်တယ်တဲ့ to recognize the beginning of the block တစ်ခုရဲ့အစကိုသိဖို့ရာအတွက်ပို့တဲ့လူကတော့သိရလေလက်ခံတဲ့လူသိဖို့ရာအတွက်ပို့တဲ့လူနဲ့လက်ခံတဲ့လူနဲ့တော့ဒီကုတ်လေးကအစကုတ်ပါ SYN ကုတ်ပါဆိုတော့နှစ်ဦးသဘောတူထားဖို့တော့လိုတာပေါ့နော်အဲ့ဒါကြောင့်ဆိုတော့ protocol တွေလိုတယ်ဆိုတာအဲ့ဒါကိုပြောတာ protocol တွေကဂျားတွေကနေလုပ်ပြီးတယ်ဆိုတာအဲ့ဒါကိုပြောတာဟုတ်ပြီနော်ခုနဒီအပေါ်က step stop တော့ကလည်း step bit ကဘာပါ stop bit ကဘာပါဆိုတာကိုဆရာတို့ကနှစ်ဦး sender နဲ့ receiver နဲ့နှစ်ဦးဆိုတာပို့မဲ့သူနဲ့လက်ခံမဲ့သူနဲ့နှစ်ဦးသဘောတူထားဖို့တော့ဆရာတို့လိုအပ်တာပေါ့နော်အဲ့တော့ to recognize the beginning of the block တစ်ခုရဲ့အစကိုသိဖို့ရာအတွက်ဆရာတို့က SYN ကုတ်တစ်ခုလေးကိုဆရာတို့လိုအပ်ပါတယ်တဲ့အဲ့တော့ at the receiver side အဲ့တော့လက်ခံရရှိမဲ့သူဘက်ကလက်ခံမဲ့သူဘက်ကဆိုလို့ရှိရင်တဲ့ the reception block is separated in unit of 8-bit and USA character data အဲ့တော့ဆရာတို့လက်ခံမဲ့သူဘက်ကကျတော့ the reception block ရောက်လာတဲ့ block ကိုသူကလက်ခံရရှိပြီဆိုလို့ရှိရင်သူ့ကိုခွဲပစ်လိုက်မယ်တဲ့ 8-bit စီပိုင်းပစ်လိုက်မယ်အဲ့ဒါကို character data အဖြစ်သုံးမယ်တဲ့ therefore အဲ့အတွက်ကြောင့်တဲ့ there is a constraint that the number of bit to be transmitted as a block must be an integer multiple of 8-bit that are separated in unit of character data အဲ့တော့ပြောချင်တာကဆရာတို့ကhigh နော် high ဆိုတာလေးပို့လိုက်မယ်စင်တာဘက်ကနေအဲ့တော့ high ကိုဆရာတို့က 8-bit ပြောင်းမယ်
နှစ်ခုသလုံးအဲ့တော့နှစ်ခုပေါင်း16 bit ရတယ်ဟုတ်နော်နှစ်ခုပေါင်း16 bit ရတယ်အဲ့16 bit ရဲ့ရှေ့မှာ SYN code ထည့်ပဲပုံမှန်ကတော့နှစ်ခုထည့်ပါတယ်တဲ့ဒီမှာ SYN နှစ်ခုထည့်ပေးလိုက်တယ်ဒီ code ကိုနှစ်ခါပြန်ထည့်031 0110တစ်ခါနောက်တစ်ခေါက်ကျရင်001 031 0110တစ်ခါနှစ်ခါထည့်နှစ်ခါထည့်ပြီးတော့မှဒီ16 bit ကိုနောက်ကတွဲလိုက်တွဲပြီးတော့မှစင်တာကနေပို့လိုက်အဲ့တော့ receiver ဘက်ကိုရောက်လာတဲ့အချိန်မှာလေ receiver ကဒီ SYN code နှစ်ခုကိုဖယ်ပြီးသွားရင် block တစ်ခုကျန်ပါပဲအဲ့ block ကိုသူက ABC ပြန်ပိုင်းအဲ့ဒါက guide တစ်ခုစီဖြစ်တာဟုတ်လား A bit ကရှေ့ A bit က H ပေါ့နောက် A bit က I ပေါ့အဲ့လိုပြန်ခွဲပါအဲ့တော့သူက constraint ဖြစ်တယ်တက်တက်မှတ်သေးပဲပုံဒီဖြစ်သွားတယ်ဘာကြောင့်တက်တက်မှတ်သေးဖြစ်သွားလဲ the number of bit to be transmitted as a block must be an integral multiple or A bit ပြောချင်တာက guide နှလုံးဆိုရင်လည်းဆရာတို့ရှေ့ရဲ့ဇာတိုးတွေပဲဖြစ်ပါမယ်တကယ်လို့ guide 3လုံးမှ guide 5လုံးဖြစ်တဲ့ HLNO ဆိုရင်လည်းဆရာတို့ကတစ်ခုကို8 bit 5လုံးဆိုတော့ဆရာတို့ဘယ်လောက်ဖြစ်သွားမလဲ40ဒါ multiple or 8 bit multiple or 8 bit အဲ့လိုတွေဖြစ်သွားမှာအဲ့တော့ပုံမှန်ပဲဒါကတော့ constraint အဲ့လိုဖြစ်နေတယ်သူပြောချင်တဲ့အဓိပ္ပာယ်ဒါပေမဲ့သူကတော့ receiver ဘက်ကိုရောက်ရင် receiver က SYN ပုတ်ကိုဖယ်ပြီးသွားရင်မလုပ်မလဲ ABC ပိုင်းပြီးတော့လုံးပါပဲအဲ့ဆိုလို့ရှိရင်ဒီ SYN synchronization method လို့ခေါ်တဲ့ဆရာတို့ဒီ guide synchronization method ကိုရမယ်နော်ဟုတ်ရပါတယ် Okay ဟုတ်ပြီအဲ့တော့ဆရာတို့ဆက်ပြီးတော့ကြည့်မယ်အောက်ကဒီမှာပုံလေးနဲ့လည်းရှင်းပြထားတယ်ပေါ့နော် transmission bit example အဲ့တော့ဒီရှေ့မှာဆရာတို့ SYN တုတ်တစ်ခါအဲ့တော့ဒီ SYN ဆိုတာလေးတစ်ခုက0301 0110ဒီကောင်ကလည်း0301 0110အဲ့ဒါပြီးမှသူပို့မဲ့ data ကြီးကဒါကြီးအတွဲလိုက်ကြီးအတွဲလိုက်ကြီးပို့လိုက်တယ် receiver ဘက်ကိုရောက်လာပြီ receiver ကဒီကောင်နှစ်ခုကိုပြန်ပြီးတော့ဖြုတ်ပစ်လိုက်မယ်ကျန်တဲ့ကောင်တွေကို ABC ပိုင်းလိုက်မယ်ဒီမှာ ABC သူပိုင်းလိုက်ပြီဒီအတွဲကြီးလိုက်တယ် ABC ပိုင်းလိုက်တော့ဒီမှာ MG ဆိုတော့ဒီကောင်ကို decimal ပြောင်းရင်ဘယ်လောက်ရမလဲ AG က65 MG ကတွဲပေါင်းလိုက်တော့ဘယ်လောက်ရမလဲ77ဟုတ်လားဒီကောင်ပြောင်းကြည့်လိုက်ဟုတ်လား77ဒီ8 bit ကိုဟုတ်ပါတယ်ဟုတ်ပြီနော်အဲ့လိုမျိုးပေါ့အဲ့တော့ဒီကောင်ဆိုလဲဆရာတို့ကအဲ့လိုမျိုးတွေလိုက်ပြီးတော့မှပြောင်းကြည့်လိုက်ဒါဆိုလို့ရှိရင်ဆရာတို့ကဒီနေရာမှာတော့သူကဒီမှာဒီ bit rate ပေါ့0100 1101ဒီ binary ကြီးကိုကျတော့ decimal ကိုသူကပြောင်းရမှာအဲ့တော့80ခွန်ရတယ်80ခွန်ရတယ်ဆိုတာကိုတိမှသာလျင် M ဆိုတာကြီးကပေါ်လာမှာ receiver ဘက်မှာထိုနည်းတူဆိုတာပေါ့နော် T တွေ B တွေ F တွေမှာလည်းထိုနည်းတူဆိုတာပဲဒီ binary တွေကို decimal အရင်ပြောင်းပြီးကြမှာ ASCII code နဲ့တိုက်ပြီးတော့မှဆရာတို့ဒီ guide တွေထွက်လာရမယ်နော်ဟုတ်ရပါတယ် Okay ဟုတ်ပြီအဲ့တော့ဆရာတို့နောက်တစ်ခုဆက်ကြည့်အောင်နောက်တစ်ခုကကျတော့ဆရာတို့ဗာလဲဆိုတော့ flat synchronization method ဆရာတို့အလံထောင်တဲ့ပုံစံပေါ့နော်သူ့ကိုတော်တော်ကြီးခေါ်တာကဗာလဲဆိုတော့ frame synchronization method လို့လည်းခေါ်ပါတယ်တဲ့ flat bit လေးတွေပေါ့နော်ဆရာတို့ SYN code လိုပါပဲသဘောတရားကြအတူတူပါပဲ flat bit ဒီမှာသူက016လုံး0အဲ့ကောင်ကြီးကို upon before and after of a frame တစ်ခုရဲ့ရှေ့မှာရောနောက်မှာရောနှစ်ဖက်စလုံးကို upon လုပ်ဟုတ်နော်ဒီမှာလည်းပုံလေးနဲ့ကြည့်လိုက် transmission data ကဒါကြီးရှေ့မှာလည်း flash ရှိမယ်နောက်မှာလည်း flash ရှိမယ် flash နှစ်ခုကအတူတူပဲ step flash and flash လို့ရေးထားတာ flash ကအတူတူပဲဟုတ်ပြီနော်အဲ့တော့ frame ကြီးတစ်ခုလုံးရဲ့ရှေ့မှာနောက်မှာနှစ်ခုစလုံးမှာ flash လေးထောင်ထားမယ်အဲ့တော့ that is the set of bit အဲ့တော့ frame ဆိုတာကလည်းဆရာတို့ရဲ့ဒီ bit တွေပေါ့နော်01အစုလိုက်ကိုပြောတာဖြစ်ပါတယ်တဲ့ to notify the beginning and timing of a frame တစ်ခုရဲ့အစနဲ့အဆုံးကိုသတိထားမိဖို့သိဖို့အတွက်ဒီကောင်လေးတွေထည့်တာဖြစ်ပါတယ် since the separation become clear တဲ့ with the head of the flat ဆရာတို့ရှင်းတယ်လေဒီ flat လေးတွေကိုကြည့်ခြင်းအပြင် flat နှစ်ခုတွေ့တယ်ဆိုထဲထဲက transmission data ပဲဟုတ်တယ်မလားအဲ့တော့ဒီ transmission data ကဒါဆရာတို့ကတစ်ခုတည်းကိုပြောထားလို့ဥပမာtransmission data ကဆရာတို့ရေးဖို့တော့လည်းခက်မယ်နော်2 4 6 8 2 4 6 8ဆိုဒီများစီတစ်ပိုင်းပေါ့ဒါဆိုဒီကောင်32 bit လောက်ရှိမယ်လို့ဆရာခံမှန်းလိုက်မယ်ပေါ့နော် guide 4ခုစာပေါ့အဲ့တော့ဆရာတို့ပို့လိုက်တာ guide 4ခုကချင်မှာကပါလေဟုတ်လား
ဥပမာခုနဆရာပြောတဲ့ hello မှာဆိုရင်ကိုကြိုက်တာဘယ်နှလုံးရှိသွားပြီလဲ5လုံးရှိတယ်ပြီအဲ့တော့ HENN တွက်ကဆရာတို့ frame တစ်ခုဖြစ်သွားပြီ O ဂျားထဲမှာဆရာတို့ဂျားမှာ space ရှိနေပြီ hello ဟိုမှာ how are you ဘာညာပေါ့ဒါဆိုလို့ရှိရင် space နဲ့ how နဲ့ဆရာတို့ဘာဖြစ်သွားမလဲတကူဖြစ်အဲ့လိုမဟုတ်ဘူး O အထိတကူဖြစ်သွားမှာ O ဒီမှာပို့တဲ့ O ရဲ့ space ရဲ့ HO ရဲ့ကနောက်ထပ် frame တစ်ခုဖြစ်သွားမှာဒီကောင်က frame တစ်ခုဖြစ်သွားမှာဆရာတို့ကသဘောပေါက်လားမသိဘူးနော်ဟုတ်ကဲ့လေးလုံးတစ်စဲစီပေါ့နော်ဟုတ်တယ်ဒါဆရာတို့ကဒီမှာသူ့မှာ၄လုံးလို့ဆရာတတ်မှတ်လိုက်တာဗောနော်ဒီမှာ32ကိုပြောချင်တာက4ကိုက်တာ4လုံးကို frame တစ်ခုအနေနဲ့သူကခွဲတယ်ဆိုရင်ဆရာတို့ပို့လိုက်တဲ့စကားလုံးတွေပေါ်မှာမူတည်ပြီးတော့ကိုက်တာ4ခုကို frame တစ်ခုကိုက်တာ4ခုကို frame တစ်ခု space ဆိုတာလည်းကိုက်တာတစ်ခုပဲနော် space ရဲ့ SP က32ဟုတ်ပြီနော်အဲ့လိုမျိုးပေါ့အဲ့လိုတတ်မှတ်တာဟုတ်နော်0တွေ1တွေပါလာရင်0က48ပေါ့နော်0က48 1ဆို49ပေါ့don't need to ဆိုတာဟုတ်ပြီနော်အဲ့တော့အဲ့လိုသွားတာဆိုတော့အခုဒီသူပြထားတဲ့ example မှာဆိုကြိုက်တာ၄လုံးတစ်ခုခွဲတယ်ကြိုက်တာ၄လုံးကို frame တစ်ခုလို့သတ်မှတ်တယ်ဆိုရင် hello how are you ဆိုရင်ကိုဆရာတို့ frame ကအများကြီးထွက်လာဟုတ်လားအဲ့တော့ဒီ step flat တွေ and flat တွေခံဖို့ဘာကြောင့်လိုအပ်တယ်ဆိုတာကိုဆရာကပြောပြတာဒီတစ်ခုတည်းပို့လိုက်တယ်ဆိုရင်တော့ဆရာတို့ကပြဿနာမရှိဘူးဆရာတို့က step flat and flat ကတိတ်မသိတာဘူး frame တွေများလာတယ်ဆိုရင်တော့ဒါဒီကောင်တွေထည့်ဖို့လိုအပ်တယ်ဆိုတာပို့ပြီးတော့မြင်လာလိမ့်မယ်ဟုတ်လားဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ဆရာတို့ဆက်ပြီးတော့မှကြည့်အောင်အဲ့တော့ separation began clear တဲ့အဲ့တော့ဆရာတို့ဒီခွဲတာပေါ့နော် frame တွေကိုခွဲတာကဆရာတို့ကတိတိတတ်တာရှင်းရှင်းရှားဖြစ်တယ် with the head of the flat တွေကြောင့်ဆရာတို့ကဒါဒီ frame တစ်ခုရဲ့အစဒါဒီ frame တစ်ခုရဲ့အဆုံးအဲ့တော့ hello how are you ဆိုရင်တောင်မှ hello က5ခု how က3ခု r က how က3ခု r က3ခု u က3ခုဒီနားမှာ space တစ်ခုဒီနားမှာ space တစ်ခုဒီနားမှာ space တစ်ခုဆိုတော့930 18ခုရှိတယ်18ခုရှိတယ် guide ဒါအဲ့တော့4နဲ့သွားစားလိုက်မယ်ဆို4ခုက16ဆိုတော့နောက်ကတစ်ခုနဲ့ဆိုတော့ဆရာတို့ဘယ်နှခုရှိသွားမလဲ5ခုရှိသွားမယ် frame ပေါင်း5ခုရှိမယ်ဆရာပြောသဘောပေါက်လားမသိဘူးရှုပ်သွားလားပြန်ရှင်းမယ်နော် hello ဆိုရင်ကိုဆရာတို့ guide ဘယ်နှခုပါလဲ5ခုပါတယ် how က3ခုပါတယ် r က ARE လေ3ခုပါတယ် u ကလည်း YOU ဆိုတော့3ခုပါတယ်ဟုတ်လားအဲ့တော့ဂျားထဲမှာဆရာတို့ how hello နဲ့ how နဲ့ဂျားထဲမှာလည်း space ကတစ်ခုစီပါတယ်ဆိုတော့3 3 4 10 18ခုမရှိဘူးလား guide ပေါင်းဟယ်လိုသဘောပေါက်လားဟုတ်ကဲ့ okay အဲ့တော့ဆရာတို့က character 4ခုကို frame တစ်ခုလို့သတ်မှတ်တယ်ဆိုရင်ဆရာတို့က4နဲ့ပြန်စားလိုက်လေအဲ့ဒါ frame ရေးတော့ထွက်လာမှာမလားအဲ့တော့4 4 16ဆိုတော့ character တစ်လုံးကျန်နေတယ်အဲ့တစ်လုံးကလည်းဆရာတို့ကတကယ်တော့ frame တစ်တော့ frame ထဲမှာပါမှာဆိုတော့အားလုံးပေါင်းဆရာတို့က frame 5ခုရှိတယ်အဲ့ frame 5ခုကြီးကိုဆရာတို့ကဟိုဘက်ကိုပို့မှာတပြိုင်နက်တည်းပို့မှာဆိုတော့ဟုတ်လားတပြိုင်နက်တည်းပို့မှာဆိုတော့က frame တစ်ခုချင်းစီမှာလည်းအစအဆုံး flat တွေထည့်ပဲနောက်ဒုတိယ frame မှာလည်းအစအဆုံးတတိယ frame မှာလည်းအစအဆုံးအဲ့လိုမျိုး flat လေးတွေထည့်မှာဆရာတို့ကဟိုဘက် frame 5ခုလို့ဟိုဘက်ကိုရောက်သွားတဲ့အချိန်မှာဆရာတို့ကဟောဒါဒီ flat တစ်ခု flat အစ flat အဆုံးကိုတွေ့ရတယ်။အထဲတွေက transmission data တွေဟာနောက် frame တစ်ခုရောက်လာရင်လည်း standard n ကိုတွေ့တာနဲ့ step flat n flat ကိုတွေ့တာနဲ့ဟောဒါကတော့ transmission data ဟာဆိုတာ receiver ကသိမှာ။ဟုတ်ပြီနော် flat ကြောင့်ဆရာတို့ကဒီ transmission data တွေကိုခွဲရတာကဆရာတို့လွယ်တယ်သိတာထင်ရှားပါတယ်တဲ့။ that is added before and after အဲ့တော့ frame ရဲ့အစနဲ့အဆုံးမှာဆရာတို့ထည့်ခဲ့တာဟုတ် the transmission data တဲ့ need not necessarily be in the unit of guide data transmission data ကဆရာတို့ guide data တွေနဲ့ unit နဲ့ဆရာတို့တူဖို့မလိုဘူးအဲ့တော့ပြောချင်တာ multiple of 8ဖြစ်ဖို့မလိုဘူးအခုဒီဆရာပြထားတဲ့ဥပမာမှာဆိုရင်ဆရာတို့ကပြည့်ဖို့ frame တစ်ခုပြည့်ဖို့မလိုဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာအခုဒီမှာဆိုလို့ရှိရင်4416တော့ဆရာတို့ guide တစ်ခုပို့နေတယ်ဟုတ်လားအဲ့တစ်ခုတွေကဆရာတို့ frame တစ်ခုဖြစ်သွားမှာပဲဒီထဲမှာ32 bit ဖြစ်တဲ့8 bit နဲ့ဆရာတို့ကပို့တာလေဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဆရာတို့ကဒီမပြည့်လို့ဆရာတို့ကထပ်ပြီးတော့မှဆရာတို့ကဒီ
0တွေထပ်ပေါင်းတာ participate တွေထပ်ပေါင်းစရာလည်းမလိုပြောချင်တာ character data တွေကကျတော့အမြဲတမ်း multiple 8 bit ဖြစ်ဖို့ရအတွက်မလိုအပ်ဘူးတဲ့ဒီ flat synchronization method မှာဟုတ်ပြီနော်အဲ့တော့ also since တဲ့ 0 is inserted possibly 1 there are 5 continuous 1 in the portion other than the flat အဲ့တော့ flat ကလွယ်ပြီးတော့မှဆရာတို့က0ကိုထည့်မယ်တဲ့1 there are 5 continuous 1တင်5လုံးဇက်တိုက်ရှိနေတယ်ဆိုရင်သူ့ရဲ့ရှေ့မှာဆရာတို့ဘာတွေထည့်မှာလဲလေ 0ထည့်ပါမယ် 0ထည့်အဲ့အတွက်ကြောင့်ဆရာတို့ကဟိုအမြဲတမ်းကြီးဆရာတို့ကဟိုဘာဒီပဲရောအဲ့ဖြစ်ဖို့မလိုဘူးဟုတ်ပြီနော်အဲ့တော့တင်5လုံးဇက်တိုက်ရှိတယ်ဆိုရင်သူ့ရဲ့ရှေ့မှာဆရာတို့ကဒီလိုလေးထည့်လိုက်အဲ့လိုမျိုးထည့်လိုက်တဲ့အတွက်ကြောင့်ဆရာတို့ဘာဖြစ်လဲဆိုတော့ဒီဟာကြီးကအမြဲတမ်း multiple 8ဖြစ်မှာတော့မဟုတ်ဘူးတဲ့ it is also called the synchronization method with no constraint in the transmission data အဲ့တော့ transmission data ထဲမှာဆရာတို့ကတသက်မတဲမဟုတ်တော့ plus synchronization method ကိုသုံးမယ်ဆိုရင် transmission data က constraint မဟုတ်တော့ constraint ဖြစ်တာကဘာလဲ SYN character synchronization method SYN synchronization method အဲ့ဒီအကြောင်းအရာလေးကိုလည်းမေးလာနိုင်တယ်ဒါဝဲမှာဟုတ်တယ်နော်ကြမလားအဲ့ဆိုလို့ရှိရင်ဒီ synchronization method 3ခုကိုကြမလားနောက်နေ့လာရှင်းဆရာကိုပြန်မေးပါ start store ရဲ့ character synchronization method ရဲ့ plus synchronization method